ဆိုတဲ့အခါကျတော့ကိုကဘယ်လိုပဲပြည့်ပြည့်စုံစုံနဲ့ကြီးပင်အမဆိုလို့ရှိရင်အတော်တွေမိတွေကြားမှာမေတ္တာဆိုလည်းအများကြီးရတယ်ဟလားအကုန်လုံးကနှွေးထွေးမှုတွေရှိတယ်ပြီးရင်အမဆိုလို့ရှိရင်လည်းဒါမင်းသမီးဖြစ်လာအောင်အမတော်တွေအမဖေဆုံးရတဲ့အမဖေကြီးဆိုလည်းအများကြီးမြင်အောင်ပြပေးတယ်ဒါပေမဲ့ကလေးတွေရဲ့စိတ်တွေကစိတ်ကြော်တဲ့အရွယ်ဆိုရင်ကိုယ့်ဟာကိုယ်ဒရမာရတာနော်ဒါငါမှအဖေမရှိဘူးဆိုတဲ့ဟာကကိုယ့်ဟာကိုယ်သိနေတာဒါကလေးတိုင်းဖြစ်မဲ့စိတ်မျိုးပေါ့တော့ဒီကလေးတွေဆိုရင်စွန့်ပစ်ကန်ကလေးတွေပါတယ်မိမနှစ်ပါးလုံးမရှိတော့တဲ့ကလေးတွေပါတဲ့ခါမှာသူတို့စိတ်ထဲမှာအမားတို့အခုလိုခံစားရတာတဲ့အစတရားလောက်သူတို့ခံစားနိုင်တယ်အဲ့ဒီတော့ကြောင့်အမကကိုချင်းစာတဲ့စိတ်နဲ့အမဒီကလေးတွေကိုမွေးဖို့ဆိုပြီးတော့အမဆုံးဖြတ်ပြီးတော့ဒါမဲ့မမွေးခင်မှာလည်းတော်တော်လေးစဉ်းစားမွေးနိုင်လားစိတ်ဆက်လုံနိုင်မှာဘယ်လောက်ထိတောင်းဝင်ယူနိုင်မှာလဲဆိုတော့မိဖို့လေအများကြီးကိုအမဆုံးဖြတ်ချက် decision ချပြီးတော့မှအမဒီကလေးတွေကိုပြုစုပြောထောင်နေတဲ့ဒီဟာကိုစပြီးဖွင့်နေတာပေါ့နော်အဲ့လိုဖွင့်ပြီးတဲ့နောက်ပိုင်းမှာအမကလေးတွေကိုအမအသက်ရှင်နေပြီးအမကတော့အစွမ်းကုန်လူတန်းစီအနေနဲ့အောင်အမစူးစမ်းမယ်ပြုစုပြောထောင်မယ်ဟုတ်အခုဆိုရင်ဒါတော်တော်လေးလိမ်မာလဲအကုန်လုံးကတွေ့ကြမှာဆွဲတာလွဲတာဟိုဆော့တာတရားမှမရှိဘူးအဲ့လိုမျိုးဖြစ်အောင်လဲဒါအဲ့ဒါကြောင့်လည်းအပင်ပန်းခံပြီးငယ်လေးကမွေးရတာကြီးလာမှဆိုရင်ကလေးတယောက်ကပြုပြင်ဖို့ဆိုတာခရင်သွားပြီအဲ့တော့ကြီးလာမှကလေးတွေလာပေးတယ်ဒါပေမဲ့အဲ့ကလေးတွေကြတော့စောင့်ရှောက်ဖို့အတွက်ကိုနောက်ထပ်စူးစမ်းအောင်မယ်ကြီးဟာတယ်